တောင်ပေါ်ကနေပထမဆုံးအကြိမ်ဆင်းလာတဲ့လူငယ်တယောက်ဟာစားတောက်ဆိုင်မှာအေးအေးဆေးဆေးစားတောက်နေတုန်းဒဏ်ရာအပြင်းထန်ရထားတဲ့လှပတဲ့အမျိုးသမီးတယောက်ရုတ်တရက်သူ့စီပြေးဝင်လာခဲ့ပါတယ်။သူမရဲ့နောက်မှာတော့လူသက်သမားတစုလိုက်လာနေပြီးလူငယ်ကိုပါတိုက်ခိုက်ဖို့ကြိုးစားခဲ့ကြပါတယ်။ဒါပေမဲ့လူငယ်ကတာမန်လူမဟုတ်ပဲအားလုံးကိုလွယ်လွယ်ကူကူအနိုင်ယူနိုင်ခဲ့ပါတယ်။အဲဒီနောက်အမျိုးသမီးဟာအစိမ့်မိနေကြောင်းလူငယ်ကသိရှိသွားပြီးချက်ချင်းကုသပေးလိုက်ပါတယ်။ဒါပေမဲ့ကုသခအဖြစ်သူမရဲ့ပတ်စံအိတ်ထဲကပတ်စံအနှဲငယ်ယူပြီးထွက်သွားခဲ့ပါတယ်။နောက်နေ့မှာအမျိုးသမီးနိုးလာတော့ပတ်စံပြောင်းနေတာတွေ့ပြီးအလွန်ဒေါသထွက်ကလူငယ်ကိုနေရာအနှံ့လိုက်ရှာခိုင်းခဲ့ပါတယ်။တစ်ဖက်မှာတော့လူငယ်ဟာအဲ့ဒီအမျိုးသမီးရဲ့ကုမ္ပဏီမှာအလုပ်ဝင်ဖို့ရောက်လာခဲ့ပါတယ်။ကုမ္ပဏီရဲ့လုံခြုံရေးကောင်းဆောင်ကသူ့ကိုအထင်သေးပြီးစိန်ခေါ်ခဲ့ပေမဲ့လူငယ်ကတစ်ချက်တည်းနဲ့အနိုင်ယူလိုက်တာကြောင့်အားလုံးအံ့ဩသွားကြပါတယ်။အဲ့ဒီအချိန်ကြီးဖြစ်တဲ့အမျိုးသမီးရောက်လာပြီးလူငယ်ရဲ့စွမ်းရည်ကိုသဘောကျသွားကကိုရန်တော်အဖြစ်တာဝန်ပေးအပ်လိုက်ပါတယ်။နောက်ပိုင်းမှာတော့လူငယ်ကသူ့ရဲ့စိတ်ဆက်ထားသူရဲ့ဓာတ်ပုံကိုထုတ်ပြခဲ့ပါတယ်။ဓာတ်ပုံထဲကမိန်းကလေးဟာအရင်တုန်းကအလွန်ဝနေတဲ့ပုံစံဖြစ်ပြီးဆရာအမျိုးသမီးကမြင်လိုက်တာနဲ့အံ့ဩသွားခဲ့ပါတယ်။အကြောင်းကတော့အဲ့ဒီဓာတ်ပုံဟာသူမရဲ့အတိတ်ကပုံဖြစ်နေလို့ပါပဲ။လူငယ်ကလည်းဆရာအမျိုးသမီးဟာသူ့ရဲ့စိတ်ဆက်ထားသူဖြစ်နေကြောင်းသိလိုက်ရပြီးအလွန်အံ့ဩသွားခဲ့ပါတယ်။ဒါပေမဲ့သူဟာစိတ်ဆက်ပွဲကိုဖျက်ဖို့ဆုံးဖြတ်ထားဆဲဖြစ်ပါတယ်။ဆရာအမျိုးသမီးကတော့ဒီလောက်အစွမ်းထက်တဲ့စိတ်ဆက်ထားသူကိုလက်မလွတ်ချင်ပဲဒီနေ့ကစပြီးကျမအတွက်တာဝန်ယူရမယ်လို့ပြောကစိတ်ဆက်ပွဲဖျက်သိမ်းဖို့ညှင်းဆိုလိုက်ပါတော့တယ်။